အခုလိုကြောင်ရင်ကြောင်အုပ်စိုးခန့်ကိုမနေ့တခါညတခါအားပွားပေးကအပိုင်သိမ့်လိုက်တဲ့ဆိုတော့ပို့ပို့အဆိုတော်ပို့ပို့တယောက်မြန်မာနိုင်ငံကမင်္ဂလိပြည်သက်တည်းရဲ့အသေးကြော်ပဲလွန်လေးဖြစ်တဲ့အဆိုတော်အုပ်စိုးခန့်ကိုအပိုင်သိမ့်ပြီးဆွဲဆောင်လိုက်ပြီးဆိုတဲ့သတင်းတွေထွက်ပေါ်လာပါတယ်ဒီသတင်းတွေကဘဲကနေဘလို့စတင်ခဲ့တယ်လဲဆိုတော့အဆိုတော်ပို့ပို့ရဲ့ကိုပိုင်ရှိုးပွဲတစ်ခုကနေစတင်ခဲ့တာပါဒီရှိုးပွဲမှာအဆိုတော်အုပ်စိုးခန့်ကလည်းအဲ့တဲ့ဆိုတော်အနေနဲ့ပါဝင်တိစုဖျော်ပြခဲ့ပါတယ်ဒါပေမဲ့ပွဲလာကြည့်တဲ့ပြည်သက်အားလုံးပါဆက်အဟောင်းသားဖြစ်သွားရလောက်ကိုမြင်းသူတိုင်းရှက်သွေးဖြာသွားရလောက်ကိုသူတို့နှစ်ယောက်စင်ပေါ်မှာတော်တော်လေးရင်းရင်းနှီးနှီးရှိနေခဲ့ကြတာပါသူတို့နှစ်ယောက်တူဖြောပြတိစုံနေစမှာတာမန်လုတ်ဖို့ကန်ဖက်ဒေတာပို့တဲ့မူရတွေအကြည့်တွေနဲ့အထူးသဖြင့်အကျဉ်းသားနှန်းတွေပေးနေခဲ့ကြတာကိုပြည်သက်တွေကမျက်ဝါးထင်နဲ့တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်ဒီလိုစင်ပေါ်မှာတော့မထိန်နိုင်မသိမ်းနိုင်နဲ့အချစ်တွေပွင့်ရန်ထွက်နေတဲ့မြင့်ကွင်းတွေကြောင့်ပဲအုပ်စိုးခန့်ရဲ့မင်္ဂလိပြည်သက်တွေဖန်ခဲလေးတွေဟာဆိုရှယ်မီဒီယာပေါ်မှာအသေးတွေတဖွားဖွားကွဲပြီးရှင်ကွဲပက်လက်ဖြစ်နေကြတာပါဒီဖြစ်ပျက်တွေကြောင့်ပဲအဆိုတော်ပိုပုံနဲ့အုပ်စိုးခန့်တို့ချစ်သူတွေဖြစ်နေကြပြီဆိုရင်ထင်ကြီးပေးမှုတွေတည်င်းတွေဟာလူမှုကွန်ရက်မှာတော်တော်လေးကိုကြဲကြဲပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။တချို့ကဆိုတာဟာပွဲအတွက် fan service လုပ်တာပြည်သက်ကိုဆွဲဆောင်တာလို့ဆိုကြပေမယ့်တချို့ကတော့သူတို့နှစ်ယောက်ရဲ့အမူအရာတွေကတရုပ်ဆောင်တာထက်ပိုလို့နေတကယ်ချစ်သူတွေလို့ဖြစ်နေတယ်လို့သုံးသပ်နေကြပါတယ်။အုပ်စိုးခန့်ဆိုတာကတော့ပြည်သက်တွေတည်တဲ့အတိုင်းငယ်စဉ်ကတည်းကတချင်းလေးတွေဆိုရင်အမှုပညာလောကတွေကိုဝင်ရောက်လာခဲ့သူပါပြည်သက်ရဲ့ရှေ့မှာအရွယ်ရောက်လာတဲ့လူငယ်လေးဖြစ်ပြီးအခုဆိုရင်အဆိုတော်လောကတွေမကပဲရုပ်ရှင်သရုပ်ဆောင်လောကတွေကိုပါဝင်ရောက်နေပါပြီအထူးသဖြင့်မရကျွန်းဇလန်းတွဲမှာဆိုရင်အဆိုတော်အုပ်စိုးခန့်ရဲ့သရုပ်ဆောင်မှုအရေးချင်းတွေကိုပြည်သက်တွေကအားရပါရမြင်တွေ့ခဲ့ကြပြီးသူရဲ့ချစ်စရာကောင်းတဲ့ရုပ်ရည်အပြုံးလေးတွေကြောင့်လည်းမင်္ဂလိပြည်သက်တွေကတဲတဲလို့အားပေးဝန်းရံခြင်းခံနေရသူဖြစ်ပါတယ်ဒီလိုမင်္ဂလိတိုင်းရဲ့အသေးဆွဲလူငယ်လေးကိုမှအသေးတွေမချခဏခွဲတတ်တဲ့အဆိုတော်ပြိုကြီးမမလို့တင်စားခေါ်ဝေါ်ကြတဲ့အဆိုတော်ပူပူကဆွဲစားလိုက်တာဖြစ်တယ်လို့ပြည်သက်တွေကပြောဆိုနေကြတာပါအဆိုတော်ပူပူကတော့အားလုံးသိတဲ့အတိုင်းအောင်မြင်တဲ့ထိပ်တန်းဆိုတော်တယောက်ဖြစ်တယ်လို့စီးပွားရေးမှလည်းအောင်မြင်ပြီးချမ်းသာကြွယ်ဝသူတယောက်ပါပူပူဟာအလုံရမ်းတော်တယ်လို့ချစ်သူလည်းများတယ်လို့နာမည်ကြီးပါတယ်ပူပူတွဲလိုက်တဲ့မြချစ်သူတွေကလည်းရုပ်ရည်ချောမောတဲ့ကောင်းလေးအလန်းစားတွေကြီးပါပဲဒါပေမဲ့လည်းအဆိုတော်ပူပူဟာအခြေရေးမှတိတ်ကန်ကောင်းနေမရှိဘူးလို့သူမကိုယ်တိုင်လည်းဖွင့်ဟဝန်ခံထားလေးရှိပါတယ်ဟိုတယ်လောကဆိုရင်ဂျပန်နိုင်ငံကသူမရဲ့ချစ်သူကောင်းလေးပြီးတော့အဲ့ဒီကောင်းလေးရဲ့မိဘတွေဖြစ်တဲ့ရောက်ခမလောင်တွေနဲ့အကြီးကျယ်ပြဿနာတက်ထားတဲ့အကြောင်းတွေလည်းလူမှုကွန်ရက်မှာတော်တော်လေးကြရထားခဲ့ပါသေးတယ်။အခုတော့အဲ့ဒီဂျပန်ကချစ်သူနဲ့အဆင်မပြေတော့ဘူးလား။ပြတ်ဆဲသွားပြီလားမသိရခင်မှာပဲ။သူမထက်အသက်ငယ်တဲ့အုပ်စိုးခန့်နဲ့ချစ်သူတွေဖြစ်နေပြီဆိုတဲ့သတင်းတွေကထပ်ပြီးထွက်ပေါ်လာတာဖြစ်ပါတယ်။ဒီသတင်းတွေကြောင့်ပဲအုပ်စိုးခန့်ကိုမနက်တစ်ခါညတစ်ခါအားပွားတွေပေးပြီးအပိုင်သိမ်းလိုက်တဲ့ပို့ပို့ဆိုပြီးပြည်သက်တွေကနောက်ပြောင်ရေးသားနေကြတာဖြစ်ပါတယ်။စင်ပေါ်မှာတော့တလောက်တောင်ရိုမန်တစ်ဖြစ်ပြီးအနက်နီပေးနေကြမှာတော့တကယ်လက်တွေ့ပေါ်မှာချစ်သူတွေဖြစ်နေပြီဆိုတော့မယုံနိုင်စရာမရှိဘူးလို့ပြည်သက်များစုကမှတ်ချက်ပေးနေကြပါတယ်။ပြည်သက်တို့ကရောအုပ်စုခန့်နဲ့အောင်မြင်ပြီးချမ်းသာတဲ့အပြိုကြီးမမပူပူတို့တွဲနေကြပြီဆိုတဲ့ဒီသတင်းပေါ်မှာဘလို့သဘောရကြပါသလဲ။ဒီတွဲလေးကိုရောသဘောတူကြပါသလား။အုပ်စုခန့်အတွက်နှမျောနေကြလားဆိုတော့ပြောသွားကြပါအောင်ရှင်။